Union Jack လို့ခေါ်တဲ့ British အလံဟာအများထင်သလိုရိုးရှင်းမနေပါဘူး။ဒါဟာအင်္ဂလန်၊စကော့တလန်နဲ့အိုင်ယာလန်သုံးနိုင်ငံပေါင်းစပ်ထားတဲ့အလံတစ်ခုဖြစ်ပါတယ်။ဝေလနိုင်ငံအတွက်ကတော့စိတ်မကောင်းပါဘူး။အင်္ဂလန်နိုင်ငံရဲ့ St. George ကြစ်ချေခတ်အလံဒီကြစ်ချေခတ်အလံဟာအင်္ဂလန်နိုင်ငံအတွင်းဘယ်ကနေဘယ်လိုအစားပြုခဲ့တယ်လဲဆိုတာတော့မသိရပါဘူး။တချို့ကဒါကိုခရုစစ်စစ်ပွဲအတွင်းခရီးရင်စစ်သားတွေဝတ်ဆင်ခဲ့ကြတဲ့သင်္ကေတကြစ်ချေခတ်အမတ်အသားကနေဆင်းသက်လာတာဆိုပြီးတော့ချိတ်ဆက်လို့ကြတယ်။ဒါပေမဲ့ St. George အသက်ရှိစဉ်ကာလဟာခရုစစ်တဲ့ရာစုနှစ်များစွာဆော့ပါတယ်။ဖြစ်နိုင်ခြေနဲ့တဲ့။တေချာပြောနိုင်တာကတော့ St. George ဟာချစ်ချေခတ်သင်္ကေတကိုအသုံးပြုခဲ့တယ်။ဒါဟာအချိန်ကြာလာတာနဲ့အမျှအင်္ဂလန်ရဲ့ကိုစားပြုအမတ်တင်ညာတစ်ခုဖြစ်လာခဲ့တယ်ဆိုတာပါပဲ။ စကော့တလန်နိုင်ငံ St. Andrew ရဲ့ Exponent ကြစ်ချေစကော့တလန်ရဲ့အလံဟာအပြာရောင်အောက်ခံမှာအဖြူရောင် Exponent ကြစ်ချေခတ်ဖြစ်ပြီးတော့2000 St. Andrew နဲ့ဆက်နွယ်နေပါတယ်။အစံအလာပြောစကားအရာကတော့ Andrew ဟာ Exponent ကြစ်ချေခတ်ပေါ်ဂါဇင်တဲ့အသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ရာစုနှစ်တွေကြာလာတာနဲ့အမျှဒီ Exponent ဟာကိုစားပြုအလံတစ်ခုဖြစ်လာရခြင်းဖြစ်ပါတယ်။ကနဦးပြည်ထောင်စုအလံပုံစံ1606ခု1603ခုနှစ်စကော့တလန်ရဲ့ James ဘုရင်6ဟာအင်္ဂလန်ထိနှံကိုစက္ကန့်ရရှိပြီးနောက်မှာပထမဦးဆုံးသောပြည်ထောင်စုအလံပုံစံဟာ1606ခုနှစ်မှာစပေါ်ပေါက်ခဲ့ပါတယ်။တိုင်းပြည်နှစ်ခုဟာဥပဒေကြောင်းအရတိကျစီရည်တည်ကြပေမဲ့အင်္ဂလန်နဲ့စကော့တလန်နိုင်ငံလုံးအပေါ်ဘုရင်ရဲ့အုပ်ချုပ်မှုကိုစားပြုဖို့ပြည်ထောင်စုအလံတစ်ခုကိုအသုံးပြုခဲ့ကြတာပါ1909ခုနှစ်မှာပြည်ထောင်စု Act ဥပဒေကအင်္ဂလန်နဲ့စကော့တလန်ကို Great Britain အဖြစ်ပေါင်းစည်းစေခဲ့ပြီးတော့ English style အလံဟာစံတရက်ဖြစ်လာခဲ့ပါတယ်3 Ireland နိုင်ငံ St. Patrick ရဲ့ Exponent ကြစ်ချေခတ်နဲ့1800တခုပြည်ထောင်စု St. Patrick ရဲ့ Exponent ကြစ်ချေခတ်အလံဟာအဖြူရောင်အောက်ခံပေါ်အနီရောင် X ပုံဖြစ်ပါတယ်ဒါဟာ1983 St. Patrick အမိန့်စာတမ်း Order of St. Patrick နဲ့အတူအင်္ဂလန်ရဲ့ကိုစားပြုအလံဖြစ်လာခဲ့တာပါ1800တခုနှစ်မှာ Great Britain နဲ့ Ireland ဟာ The United Kingdom of Great Britain and Ireland အဖြစ်ပေါင်းစည်းခဲ့ကြပါပြီးတော့အလံမှာလည်းအနီရောင်ကြစ်ချေခတ်ကိုထည့်သွင်းခဲ့ကြပြီးယနေ့ခေတ် UK ရဲ့အလံဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်အိုင်ယာလန်နိုင်ငံရဲ့အစိတ်ပိုင်းတော်တော်များများဟာနှုတ်ထွက်ခဲ့ကြပြီးဖြစ်ပေမဲ့အနီရောင်ချစ်ချစ်ဟာသမိုင်းတရက်အနေနဲ့ UK အလံမှာအိုင်ယာလန်ကိုကိုစားပြုလျက်ရှိနေစေပါပဲယနေ့ခေတ် UK နိုင်ငံအတွင်းကမြောက်အိုင်ယာလန်နိုင်ငံကိုကိုစားပြုနေခြင်းလို့လည်းဆိုကြပါတယ်ဆိုတော့ဒီပြည်ထောင်စုအလံဟာတစ်ခေတ်တစ်ခါက British Empire အတွင်းကြာရောက်ခဲ့ကြတဲ့တိုင်းနိုင်ငံတော်တော်များများရဲ့အလံတွေအပေါ်ယနေ့တိုင်လွှမ်းမိုးမှုရှိနေစေပါယနေ့ခေတ်ဒေသတွင်းနိုင်ငံတော်တော်များများဥပမာဩစတြေးလျတို့လိုအလံတွေမှာဒီသင်္ကေတအမတ်တင်ညာတွေကိုတွေ့နေရစေဖြစ်ပါတယ်လလရေးမဲဆန္ဒခံယူပွဲတွေလိုနိုင်ငံရေးအပြောင်းအလဲတွေဟာအနာဂတ်မှာပြည်ထောင်စုအလံရဲ့ကိုစားပြုမှုကိုပုံဖော်သွားနိုင်ခြေရှိပါတယ်